တို့ဒီ mini printer ပေါ့နော် mini photo printer လေးကို wifi ချိတ်ဆက်နည်းပြောပြပေးပါမယ်ပေါ့နော်ကျွန်တော်တို့ပထမဦးဆုံး software လေး2မျိုး download ဆွဲဖို့လိုပါတယ်အဲ့ software အတွက်ဘာကုတ်ကလေးတွေလည်းကျွန်တော်တို့ပြထားပေးပါမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီ flame cutter ဆိုတဲ့ software လေးရယ်နောက်ပြီးတော့ smart cutter ဆိုတဲ့ software လေးရယ်လိုပါမယ်နော်ပထမဦးဆုံးကျွန်တော်တို့ဒီ mini printer လေးကို power ဖွင့်လိုက်တဲ့အခါမှာမီးလုံးလေး3လုံးမှာနှလုံးလင်းနေပါလိမ့်မယ်အဖြူလေးတစ်လုံးရယ်လိမ္မော်လေးအောင်လေးတစ်လုံးရယ်ပေါ့နော်ကျွန်တော်တို့ wifi ချိတ်ပေးတော့မယ်ပေါ့နော်ကျွန်တော်တို့ဒီဆိုင်မှာရှိတဲ့ wifi နဲ့ဒီ printer လေးကိုချိတ်ဆက်ပေးမှာပေါ့နော်ချိတ်ဆက်ပေးမှာဆိုလို့ရှိရင်ပထမဦးဆုံး flame cutter ဆိုတဲ့ software လေးတွေကိုဝင်မယ်ပြီးလို့ရှိရင်ဒါလေးကို photo printer လေးကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်ဒီလိုမျိုးလေးပေါ်လာမယ်ပေါ့နော်ပေါ်လာပြီဆိုလို့ရှိရင် setting တွေကိုသွားမယ် setting ထဲမှာ parameter setting ရဲ့အောက်မှာ configure wifi ဆိုတာလေးရှိပါတယ် configure wifi လေးကိုနှိပ်မယ်သူကအဲ့ဒီမှာဒီလိုမျိုးလေးပေါ်လာရင်ဒီအောက်က network has been configure ဆိုတာလေးကိုရွေးမယ် next လုပ်မယ် next လုပ်ပြီးသွားရင်သူက reset network လုပ်ရတယ်ပေါ့နော်ဒီ printer ကwifi ကို reset ချပစ်တဲ့သဘောမျိုးပေါ့နော်သူ့ရဲ့နောက်မှာခလုတ်ကလေးရှိတယ်အဲ့ခလုတ်ကလေးကို3ချက်နှိပ်လိုက်ပါ3ချက်နှိပ်လိုက်လို့ရှိရင်ဒီလိုမျိုးမီးလေးတွေမိတ်တုံဖြစ်သွားမယ်ပြီးလို့ရှိရင် reset ဖြစ်ပြီးသွားပြီပေါ့နော် reset ဖြစ်ပြီးသွားရင်ဒီလိုမျိုးလေးဖြစ်သွားမယ်အဲ့ကြလို့ရှိရင် next ကိုနှိပ်လိုက်ပါ next ကိုနှိပ်လိုက်လို့ရှိရင်ဒီလိုမျိုးပေါ်လာမယ်ပေါ့နော်ဒီလိုမျိုးပေါ်လာတဲ့အခါကြလို့ရှိရင်ကျွန်တော်ဆိုင်မှာရှိတဲ့ဟာလေးကိုနှိပ်လိုက်ဒီဟာလေးကိုနှိပ်လိုက်လို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဆိုင်မှာဆိုရင်ဆိုင် wifi လေးပေါ်လာမယ်ပေါ့နော်ဆိုင် wifi လေးပေါ်လာရင်ဆိုင် wifi လေးကိုနှိပ်လိုက်ပါပေါ့နော် password လေးနှိပ်လိုက်ပါပေါ့နော်ဆိုင် wifi password လေးနှိပ်ပြီးတော့ next ကိုနှိပ်လိုက်ပါ next ကိုနှိပ်လိုက်လို့ရှိရင်ဒီလိုမျိုး one moment ဆိုပြီးတော့စဝိုင်းလေးလဲပြီးရင်ဒီ printer မီးလေးကမိတ်တုံဖြစ်သွားမယ်ပြီးလို့ရှိရင် wifi ချိတ်သွားပါလိမ့်မယ်နော်ခဏဆောင်ပေးရပါတယ်ဒီအချိန်လေးရလေဒါဆိုရင် wifi ချိတ်သွားပြီပေါ့နော် wifi ချိတ်သွားရင်ကျွန်တော်တို့မီးလေးကအဖြူလေးတစ်လုံးရယ်လိမ္မော်ရောင်လေးတစ်လုံးရယ်ကနေပြီးတော့အဖြူလေးတစ်လုံးရယ်အပြာရောင်လေးတစ်လုံးရယ်ဆိုပြီးတော့ပြောင်းသွားမယ်ပေါ့နော်ပြောင်းသွားပြီဆိုလို့ရှိရင်ဒီ printer လေးကိုကျွန်တော်တို့ဆိုင်ရဲ့ wifi နဲ့ချိတ်ပြီးတဲ့ process ကလေးပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ smart cutter ဆိုတဲ့ software လေးနဲ့ဒီ printer လေးကိုချိတ်ဆက်ပြီးတော့ပုံလေးတွေထုတ်မယ်ပေါ့နော်အဲ့ဒီအတွက်ဘာလုပ်ရမလဲဆိုလို့ရှိရင် smart cutter software ထဲမှာ account ဖွင့်ဖို့လိုမယ်ပေါ့နော် smart cutter software တွေကိုဝင်မယ်ဝင်ပြီးသွားရင် setting တွေကိုသွားမယ်အဲ့မှာ login first ဆိုပြီးတော့ပေါ်နေမယ်ပေါ့နော် login first ဆိုတဲ့နေရာမှာ login first မှာ confirm နှိပ်လိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့ဒီအောက်ဆုံးမှာ new user registration ဆိုတာရှိပါတယ် new user registration လေးကိုနှိပ်လိုက်လို့ရှိရင် form လေးဖြည့်ရမယ်ပေါ့နော် form လေးဖြည့်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဒီမှာ email ပေါ့နော်ကို့မှာရှိတဲ့ Play Store ဖွင့်ထားတဲ့ email လိုမယ် email ပြီးလို့ရှိရင် email ပြီးလို့ရှိတာနဲ့ဖြည့်ပြီးတာနဲ့ get verification code ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်လိုက်လို့ရှိရင်ဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ဒီ email လေးကိုဒီလိုမျိုး email တစ်စောင်ဝင်လာမယ်ပေါ့နော် OTP code ကလေးတစ်ခုဝင်လာမယ်အဲ့ဒီ OTP code ကလေးကိုကျွန်တော်တို့ဒီမှာဖြည့်ပေါ့နော်ဒီမှာဖြည့်ပေါ့နော်ခဏဖြည့်ပေါ့နော်6လုံးဆိုလဲ6လုံးဒီမှာကဏ္ဍ6လုံးဝင်နေဆိုလို့ရှိရင်ဒီမှာကဏ္ဍ6လုံးကို email လေးကိုဝင်ပါလိမ့်မယ်ပြီးလို့ရှိရင် dealer နံပါတ်က12345ပဲကျွန်တော်တို့ထည့်ရပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ password ပေါ့နော် password ကိုနှိပ်လိုက်လို့ရှိရင် password ကလည်းကျွန်တော်တို့မှတ်မိလွယ်မဲ့ဟာပေါ့နော်ကျွန်တော်တို့ကတော့1234568ပဲထည့်ပါတယ်အဲ့ဒါပြီးလို့ရှိရင် register ဆိုတာလေးကိုနှိပ်လိုက်ပါတော့ register ဆိုတာနှိပ်လိုက်လို့ရှိရင်ဘယ် screen ပြန်ရောက်သွားမလဲဆိုတော့ screen ကထွက်သွားပြီးတော့ကျွန်တော်တို့ဒီ login ဆိုတဲ့နေရာကိုပြန်ရောက်လာပါလိမ့်မယ်เนาะ login ဆိုတဲ့နေရာကိုရောက်လာပြီဆိုလို့ရှိရင်ခုနကတော့ဖွင့်ခဲ့တဲ့ Gmail လေးရယ်ခုနကတော့ကျွန်တော် password ပေးခဲ့တယ်ကျွန်တော်အနေနဲ့ပေးခဲ့တာတော့12345ပေါ့เนาะဒါ Gmail password မဟုတ်ဘူးပေါ့เนาะဒီ software ရဲ့ password software ထဲမှာသုံးတဲ့ Gmail ကိုသုံးခဲ့တဲ့ register လုပ်ခဲ့တဲ့ password ကကျွန်တော်လုပ်ခဲ့တာတော့12345ဖြစ်တဲ့အတွက်အဲ့ဒါလေးကိုရိုက်တယ်ပြီးလို့ရှိရင် login လေးလုပ်လိုက်ပါတယ်ပေါ့เนาะ login လေးလုပ်လိုက်လို့ရှိရင်ကျွန်တော်တို့ပုံထုတ်လို့ရပြီပေါ့နော်ဒီမှာရွေးလို့ရပြီ model လေးတွေရွေးလို့ရပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်နှစ်ခုနမူနာဆန်းမယ်ဆိုရင်ကျွန်တော်တို့ phone model တစ်ခုရွေးမယ်ပေါ့နော် phone model တစ်ခုကကြတော့ဒီမှာတစ်ခုရွေးလိုက်မယ်ပေါ့ဗျာ S25 Ultra ရွေးလိုက်မယ်ပြီးရင် baffling ပေါ့နော် baffling မှာကျွန်တော်တို့ဘယ်လိုပုံပေါ်တဲ့ပုံထုတ်ချင်တာလဲပေါ့နော်ဥပမာကျွန်တော်ဒီဟာလေးကိုနမူနာတစ်ခုရွေးလိုက်တယ်ပေါ့နော်နမူနာတစ်ခုရွေးပြီးတော့အဲ့ဒီမှာဆိုလို့ရှိရင်ဒီအောက်ခြေလေးမှာ print ဆိုတာရှိပါတယ် print ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်လိုက်လို့ရှိရင်ရွေးစရာနှစ်ခုပေါ်လာလိမ့်မယ် mini printing ဆိုတာကိုရွေးရတယ် mini printing ဆိုတာရွေးပြီးတော့ရင် confirm နှိပ်ပေးပြီးရင်အောက်ခြေလေးမှာ upload ဆိုတာလေးရှိပါတယ်နော်အောက်ခြေလေးမှာ upload ဆိုတာလေးရှိတယ် upload ဆိုတာလေးကိုနှိပ်လိုက်ရင်ကျွန်တော်တို့ photo album နဲ့ဟာကိုရွေးမယ်ပေါ့နော် photo album နဲ့ကနေမှကျွန်တော်တို့ပုံတစ်ပုံရွေးလိုက်တယ်ပေါ့နော်ပုံတစ်ပုံရွေးပြီးတော့ apply နှိပ်မယ်
apply နှိပ်ပြီးတော့ရင်ကျွန်တော်တို့ပုံကိုလိုသလိုချိန်ရတော့မယ်ပေါ့နော်အဲ့ဒီနေရာမှာတစ်ခုပြောစရာရှိတာပုံလိုသလိုချိန်တဲ့နေရာမှာဒီလိုလက်နှစ်ဖက်နဲ့ဒီလိုဆွဲရင်ဒီလိုမျိုးတွေဖြစ်တတ်တယ်ဗျအဲ့တော့ကျွန်တော်တို့ကဘယ်လိုလုပ်လဲဆိုလို့ရှိရင်ကျွန်တော်ဒီအောက်မှာပေါ့နော်ဒီပုံလေးကိုဒီလိုလေးဆွဲလိုက်ရင်ဒီအောက်မှာချုံချဲလုပ်လို့ရတယ်မြားလေးရှိတယ်ပေါ့နော်အဲ့ဒါလေးနဲ့ကိုလိုသလိုလေးဒီလိုဆွဲတယ်ပေါ့နော်ဒါဆိုရင်ကိုကြိုက်တဲ့အနေထားရပြီလားဒီလိုကြိုက်လားဒီလိုကြိုက်လားပေါ့နော်ကိုလိုချင်တဲ့အနေထားလေးကိုရပြီဆိုလို့ရှိရင်ဒီလိုမျိုးပုံလေးကိုကိုလိုချင်တဲ့အနေထားရပြီဆိုရင် next နှိပ်လိုက်တယ် next နှိပ်ပြီးရင် print ဆိုတာကိုဆက်နှိပ်တယ်နှိပ်ပြီးတော့ရင်ကျွန်တော်တို့ဒီအပေါ်လေးမှာ select printer ဆိုတာရှိတယ်ပေါ့နော် select printer လေးကိုနှိပ်လိုက်တယ်နှိပ်ပြီးတော့လို့ရှိရင်အောက်ခြေလေးမှာ status scan ဆိုတာရှိတယ် status scan ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်လိုက်ရင်ကျွန်တော်တို့ဒီမှာ printer လေးပေါ်လာမယ်ပေါ့နော်အဲ့ printer လေးကိုရွေးပြီးတော့ဒီအောက်ခြေက print ဆိုတာလေးကိုနှိပ်လိုက်တာ ਨੇ ပုံထွက်သွားပြီပေါ့နော်ပုံထွက်ပြီးတော့ printer လေးတွေကမှီစက်ကူလေးကိုဆွဲသွားပြီးတော့ဟိုဆေးရိုက်တဲ့အလုပ်လေးကိုသူကနေသူဆက်လုပ်ပါလိမ့်မယ်နော်အဲ့ဒါဆိုရင်ရပါပြီဟိုသုံးလို့ရပါပြီနော်